မင်းတို့စူးစမ်းခဲ့တဲ့စိတ်သက်တွေကိုကျင်တရားနဲ့ရဲစွမ်းတတိတွေကိုကြည့်လိုက်ရင်ဒီခီးတစ်လျှောက်လုံးမှာမအောင်မြင်တဲ့အရှင်တွေရှိခဲ့ရင်တော့ရှက်မနေပဲဆက်စူးစမ်းနေခဲ့တာကိုငါမြင်ခဲ့ရတယ်ကိုမန်တက်မနေပဲအမြဲတင်ယူစိတ်ရှိတင်ယူခြင်းနဲ့စိတ်ရှိနေတာတွေအစ်စ်တွေဖန်တီးဖို့စူးစမ်းနေတာမနေ့ကထက်ဒီနေ့ပိုကောင်းလာအောင်ကိုတိုးတက်အောင်လုပ်နေတာကိုယ့်ရဲ့အားနည်းချက်တွေကိုတော့ရိုးသွားစွာလက်ခံပြနေတာဒါတွေကဘဝမှာတကယ်အရေးကြီးတဲ့အရေးသွေးတွေပဲမင်းတို့ကအားကစားလောကဘောလုံးလောကနဲ့လူအများကြီးကိုအရေးကြီးတဲ့ message တစ်ခုပို့ပေးခဲ့တယ်အနိုင်ရတယ်ဆိုတာဖလားတစ်လုံးရတာလည်းမဟုတ်ဘူးဘယ်လိုအနိုင်ရခဲ့လဲဘာတန်ဖိုးတွေနဲ့ဒီအောင်မြင်မှုတွေကိုရခဲ့လဲဆိုတာကပိုအရေးကြီးတယ်ဆိုတာပဲဒီအောင်မြင်မှုကမင်းတို့ရဲ့နှလုံးသားတွေကလာတာစိတ်ဝိညာဉ်တွေကလာတာမင်းတို့ယုံကြည်ထားတဲ့တန်ဖိုးတွေရဲ့ရလဒ်ဒါကြောင့်လဲဒီအောင်ပွဲကတကယ်ကိုထိုက်တန်ပြီးအံ့ဩဖို့ကောင်းတယ်လို့ငါဆိုလိုတာ